မင်္ဂလာပါ Fire Channel ကနေပြန်လည်ကြိုဆိုပါရစေဒီတစ်ပတ်မှာတော့ဂျင်းစိမ်းသီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဂျင်းစိမ်းစိုက်ပျိုးမဲ့မြေကအထူးသဖြင့်ဘက်တီးရီးယားပင်ညိုးနဲ့ဂျင်းပြောပုတ်ရောဂါမကြရောက်ဖူးတဲ့မြေဖြစ်ရပါမယ်အမြင့်ပိုင်းနေရာကမြေတိုက်စားပြီးရေစီးစင်းတဲ့မြေနေရာမဖြစ်ရပါဘူးအညိုရင်းအနီးရင်အောင်ရှိပြီးမြေချင်းငံတဲ့9.5ကနေ6.5ရှိတဲ့မြေစီမျိုးစာကောင်းမွန်ပြီးလေဝင်လေထွက်ကောင်းမွန်တဲ့သင်းနှုံးမြေအမျိုးအစားမှာဖြစ်ဆွဲပြိုးဖြစ်ထွန်းနိုင်ပါတယ်။ဂျင်းဆိုင်မဲ့နေရာဟာကုန်းဆောင်စင်ကြီးရှော့ရှိတဲ့နေရာဖြစ်မယ်ဆိုရင်ကွန်ဒိုလိုင်းအတိုင်းဂရင်းကန်ပြီးမြေပြင်ပေးရပါမယ်။တန်းကြားပင်ကြား3ပေတပေခွဲနှုံးနဲ့စိုက်ပျိုးတင်ပါတယ်။အပင်စိုက်ပျိုးပြီးပါက organic ပစ္စည်းတွေနဲ့မြေဖုံးပေးမယ်ဆိုရင်ပေါင်းပေါက်ရောက်မှုကိုတက်တာစေပြီးမြေအဆိုးတဲ့နဲ့အပူချိန်ကိုထိန်းညှိပေးနိုင်ပါတယ်။ဒါအပြင်မြေတိုက်စားမှုကိုသက်သာစေပြီးဆွေးမြေ့သွားရင်လည်းမြေစီတက်စေမှာဖြစ်ပါတယ်။ဒါကြောင့်ရင်းတဲ့အရွယ်စားကိုပုံမကြီးထွားစေပြီးအထွက်နှုန်းတိုးတက်လာစေပါတယ်။ပေါင်းကြောင့်အထွက်နှုန်း35%ကနေ85%အထိဆုံးရှုံးနိုင်သဖြင့်စိုက်ပျိုးရက်ပေါင်း30ကနေ90အတွင်းပေါင်းရှင်းပြီးပေါင်းတင်ပေးဖို့လိုအပ်ပါတယ်။ဂျင်းကဓဝါမြေဩဇာနဲ့ဓာတ်မြေဩဇာလိုအပ်ချက်များတဲ့သီးနှံဖြစ်တဲ့အတွက်မြေကြီးကနေအစာအာဟာရစားသုံးမှုများပြားပါတယ်။ဂျင်းကိုဇက်တိုက်စိုက်ပျိုးမယ်ဆိုရင်အပင်ကြီးထွားမှုနေပြီးပိုးမရောဂါကြာရောက်မှုများစေနိုင်ပါတယ်။ဒါကြောင့်ဖြစ်နိုင်ရင်2နှစ်မှ3နှစ်မြေလက်ပေးခြင်းဒါမှမဟုတ်သီးလက်စိုက်ပျိုးခြင်းဖြင့်ပြုလုပ်ပေးရပါမယ်။ကျေးဇူးတင်ပါတယ်။နောက်လာမယ့်အပိုင်းမှာတော့ဂျင်းစိမ်းမှာကြာရောက်တတ်တဲ့ပိုးနဲ့ကာကွယ်နှိမ်နင်းနည်းအကြောင်းလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။